အားလုံးပဲမင်္ဂလာပါဒီထုံ live ပေးမှာအားလုံးကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါ analysis လုပ်ပေးမယ့် video ကတော့ကျွန်တော်ဒီ NBA အင်ဒိုနီးရှားချန်ပီယံဖြစ်တဲ့ဒီ Onyx Indo ပေါ့နော်ဒီ NBA Indo မှာအရန်ကိုမေးမှုပြီးတော့အရန်ကိုစိုးသွမ်းပြီးတော့တောင်းကျမ်းနေတဲ့ဒီ NBA ချန်ပီယံကြီးကဘာကြောင့်မလို့ဒီ 1G ကိုရှုံးသွားရဲဆိုတော့အဓိကအကြောင်းရင်း၅ချက်ကိုကျွန်တော်တခြားလေးအချိန်ပေးပြီးတော့အသစ်တဲ့တော့တခြားလုပ်ပြီးတော့ပြောပြပြမှာဖြစ်ပါတယ်အားလုံးပဲစိတ်ရတက်ကြမယ်လို့ပြောနေပါတယ်အမှားဆုံးချက်ပေါ့နော်ဒီ 1G ကိုဒီ Onyx အနေနဲ့ဘယ်လိုမှအဲ့လိုခေါင်းခွန်တိုင်းပဲနဲ့ရှုံးသွားရဲ့အချက်တွေကပထမဆုံးအရေးကြီးဆုံးအချက်ပေါ့နော်ဒီညမှာဗျာ4မိနစ်နဲ့ဒီ8စက္ကန့်အချိန်မှာဒီသူကောင်လေးရဲ့ဒီမစ်လင်နာဂီလာဆန်းစခါကြတော့အင်ပြောင်းသွားပြီဒီကောထော်ကြီးပြောင်းသွားတဲ့အချိန်မှာဒီ key point အနေနဲ့အဲ့လိုမျိုး funny ရဲ့ blue bug ကိုဒီကောင်ကိုလိုက်ရတယ်မျိုး blue player ဆိုတော့အမားနဲ့မကင်းပါဘူးဒါပေမဲ့ဒီကောင်အနေထားနဲ့ကြတော့ဒီကောင်လိုက်တဲ့မျိုးသူ့တတိမထားမိပဲဝင်လုံးမိတာလည်းဖြစ်နေမှာပေါ့ဒီကောင်မျိုး funny blue bug ကိုသွားတိုးတဲ့အချိန်မှာဒီကောင်တေတော့မတေပါဘူးဒါပေမဲ့ဒီကောင်ရဲ့ဒီ battle spell ဖြစ်တဲ့ vision with the light တွေပေးလိုက်ရတယ်ပေးလိုက်ရတဲ့ပြင်မှာ AOG တွေဒီကောင်ပေးလိုက်ရတယ်ပေးလိုက်ရတဲ့ခါကျတော့ဒီကောင်တေတော့မတေပါဘူးဒါပေမဲ့ဒီကောင်ရဲ့အရေးကြီးရဲ့ battle spell ရောultimate ရောကကြောင်မရှိတော့တဲ့အချိန်မှာဒီ second တက်တယ်ဖြစ်တဲ့ဒီ 1G က objective တွေရသွားတဲ့ပြင်မှာ hero ဝီလေးပေးလိုက်ရတဲ့အကြောင်းရင်းကဒီနေရာမှာစတာဗျာအဲ့တော့ဒီနေရာရဲ့အဓိကအရေးကြီးဆုံးမှာအကြောင်း key point ဒီ second တက်တယ်မှာ objective တွေ fail တဲ့ပြင်မှာတက်တယ်ပေးလိုက်ရတဲ့အကြောင်းရင်းအကြောင်းဒီ key point ကနေစပြီးလုပ်တဲ့အမှားကိုကြောင့်ပြီးတော့ဖြစ်သွားတာဗျာဒီတာပြီးတော့ဒါကသူကျမ်းမဲ့ချက်ပေါ့နော်ဒီကောင်စဉ်းစားရဲ့ပုံစံအကြောင်းအရင်ရုပ်ရှင်နေဗျာကလောကချာဒီ high zone နဲ့ရှင်မယ်ဆိုနိုင်နေတဲ့အတွက်ကြောင့်မို့ဒီကောင်တွေကဒီ super ကိုဒီကောင်တွေက initiate လုပ်မယ်ဒီမှာဆိုပြကျွန်တော်ချက်ကြည့်တယ်ဗျာကျွန်တော်တခြားလေးပြပေးရမယ်ရှေ့မှာပေါ့နော်ကောင်လေးစဉ်းစားတဲ့ပုံစံရှင်းရှင်းလေးဗျာဘယ်လိုလဲဆိုတော့ကောင်တွေက super ကို initiate လုပ်ပြီးတော့ super အရင်ဖမ်းမယ်ပြီးတော့မှကောင်တွေကနောက်ကနေပြီးတော့ကလောကချာကနေပြီးတော့ AOG ပေးပြီးတော့ 1G တည်င်းတော့ရှင်းနေတာဗျာဒါပေမဲ့ကန်ဆိုးရှင်တဲ့ခါကျတော့ဒီ super ဆော့တဲ့ဒီလူပင်ကဆော့သွဲတွေပဲဆော့နေတာဗျာဒီတာစကေး1နဲ့သူခုံလွဲတဲ့ပြုံမှာဒီနေရာမှာဆိုတဲ့ချက်ကြည့်တဲ့ကြောင့်ဒီမှာအနေကွက်နဲ့ဒီအရှိပိုင်းမှာပြပေးရမယ်စကေး1သူ့လုံးကိုလွဲတဲ့ပြုံမှာဒီကောင်ကဒီအဒီမေကြီးကိုနောက်ပြန်ကြီးထိုးနေတာဗျာဘယ်သူမှမရှိတာကြီးဒီမှာမြေကြီးကိုထိုင်ထိုးနေတာဗျာအဲ့တော့ဒီကောင်လေးစဉ်းစားထားတဲ့ဒီဦးနေစဉ်းစားထားတဲ့ကွက်ကြီးကဒီကောင်လေးဒီလူပင်းရဲ့စောက်သုံးမချရဲ့ဟာကြောင့်လုံးဝဖျူပြေးဖြစ်သွားပြီဗျာအဓိကကြောင့်အဲ့ 1G ကိုရှုံးသွားတဲ့အကြောင်းရင်းတွေမှာဒီလူပင်းကြောင့်လည်းအများကြီးဆိုင်တယ်ဗျာဒီကောင်ကအဓိက initiate လုပ်ပြီးတော့ solve ပေးရမယ့်လူကအဲ့လိုမျိုးစောက်သိမ်းဖြစ်နေတော့ဘယ်လို solve ရမှာအဲ့ဒါမှာဒီမှာလည်းနောက်ဆက်ဗျာကျွန်တော်တို့အရန်ချစ်တဲ့ဆရာသမားကန်ပြီပေါ့ဆရာသမားကကြောင့်ဒီ9မိနစ်နဲ့ဒီ9စက္ကန့်မှာဆိုရင်ဗျာဟိုဘလာတာကိုလည်းတွေ့ရင်ဒီမှာကျွန်တော်တခြားလေးပြပေးလာမယ်ဒီခေါက်ကျွန်တော်တခြားလေး analysis လုပ်ချင်လို့ဗျာဒီမှာဆိုဗျာဒီကောင်ကဒီကန်ပြီကဒီယိုမော်ကြီးကန်ပြီးတော့ဒီကောင်ကအဲ့လို factory လိုမျိုးစဉ်းစားပြီးတော့စော့နေတာဗျာအဲ့ဟာဒီကောင်ရဲ့ soft ပြနေတာပဲဒီယိုမောကအဲ့လို factory လိုသွားစော့လို့မရဘူးဗျာဒီယိုမောရဲ့သဘောတရားအကြောင်းတတဲ့ယူရတော့မှန်ပေမဲ့ဒီကောင်ရဲ့သဘောတရားဒီကောင် Hyoge အရင်ရအောင်ယူရအောင်ဗျာအဲ့နေရာမှာဒီကောင်အဲ့လိုမျိုးမြင်းကြီးခေါ်ပြီးတော့ဒီတတဲ့ကြီးကိုလုံးနေမဲ့စားဒီကောင်ရှိမှာဗျာဟိုတွေ့ရတာပဲ high တော့လည်းတွေးနေနေပြီပြီးတော့လီနာကလည်း flick ကမရှိတော့ဘူးအဲ့ဟာကိုဒီကောင်တတဲ့ကြီးကိုလိုမျိုးမြင်းကြီးခေါ်ပြီးခုန်နေမဲ့စားရှေ့မှာရှိရဲ့ blink ဒီ high တော့အရင်တက်ပြီးတော့နောက်မှာရှိရဲ့လီနာကိုဝင်သွင်းလိုက်မယ်ဆိုရင်တမျိုးတစ်ဖြုံပြောင်းလဲသွားနိုင်ဗျာဒီကောင်ရဲ့ဒီလီမောပေးရတဲ့အကြောင်းရင်းကတတဲ့အဓိကယူဖို့မဟုတ်ဘူးဗျာဒီကကြောင့်ဒီကောင် Hyoge ယူဖို့ဒီမောကပစ်ထားတာဗျအဲ့ဟာကိုဒီကောင်ကတတဲ့ကြီးကိုအရင် factory လိုမျိုးကြီး force ချနေတဲ့ခါကျတော့ပြီးတော့ဆယ်သမားကအဲ့ဟာကို BT လည်းရအောင်ပေါက်နိုင်ဘူးအဲ့ချိန်မှာ hand fan ကြီးကရအောင်ပေါက်သွားတယ်ဒါဒီကောင်လေးရဲ့အဓိကအကြီးမားဆုံးအမားတွေကတစ်ခုပေါ့နော်အားကြောင့်ဒီကောင်လေး 1G ကိုရှုံးသွားတာဒါကျွန်တော်တရားလေးဒီနေ့ကြည့်ပြီးတော့လုပ်ပေးရဖြစ်တယ်ပြီးတော့ဒီကောင်လေးရဲ့အကြီးမားဆုံးအမှား၄ခုတွေကတစ်ခုကကြာဘာလဲဆိုတော့ဒီကောင်လေးရဲ့နီးပြဖြစ်တဲ့ဒီ AD ပေါ့နော်AD ကကြောင့်ကျွန်တော်ဒီမြန်မာအသင်းတွေကိုကျွန်တော်အထင်သေးရတာတော့မသိဘူးဒါပေမဲ့ဒီကောင်ရဲ့ဒီ Dave Westbrook ပေါ့နော်ဒီကောင်ကမြန်မာအသင်းတွေကိုအရင် game မဆိုင်တဲ့ပုံစံမျိုးလုပ်တဲ့ခါကျတော့ကောင်တွေကအဲ့လိုမျိုးပုံမှန်တိုင်းကောင်တွေကအင်ဒိုနီးရှားရဲ့ဒီ develop ပုံစံရကြကောင်တွေကဆို festival hero တွေကိုယူပြီးတော့ဆော့တာပုံများရဗျာဒါပေမဲ့ဒီကောင်ကြောင့်ဒီဘက်မှာကျတော့ဒီ AD ကအရင်အဲ့လိုမျိုး risk ယူလိုက်တဲ့ပုံစံမျိုးနေဗျာမြန်မာအသင်းကိုထင်သေးရလည်းဖြစ်မှာပေါ့ဒီကောင်တွေကဆိုဟာကိုအရင်ဟိုအဲ့လိုမျိုး risk ရှိမှတည်နေအရင်ရအောင်ပစ်သွားတယ်ပစ်တဲ့ပြင်မှာအဲ့ဆိုလာပစ်တဲ့ဒီလူပင်ကဒီဆိုလာ hero ကိုကောင်းမှုမစွန့်နေတဲ့ခါကျတော့အကောင်လုံးရဲချော်ဖြစ်ကုန်ပါဗျာအဓိကကျတော့ဒီ AD ရဲ့ညံ့ပြင်းမှုကြောင့်လည်းပါလို့ကျွန်တော်ထင်တယ်ပြီးတော့ဒီဆိုလာကိုဆော့တဲ့ဒီလူပင်းရလည်းလိုအပ်ချက်တွေအများကြီးရှိသေးတာကြောင့်ကျွန်တော်ဒီပွဲကိုရှုံးသွားတယ်ကျွန်တော်မြင်တယ်ဒါကအရေးကြီးတဲ့ဒီ၄ချက်မြောက်တွေကတစ်ခုပေါ့နော်ပြီးတော့နောက်ဆုံးကျွန်တော်ပြောချင်တဲ့အရေးကြီးဆုံးအချက်၅ချက်တွေက
နောက်ဆုံးတစ်ခုကကြောင့်ဒီဂီလာဆန်ပေါ့ဒီဂီလာဆန်ကကြောင့်ဘာလဲဆိုတော့ဒီကောင်ကဒီပွဲမှာသူကိုယ်တိုင်ပဲဒီဖာရှာကိုဆော့ချင်တာလားဒါမှမဟုတ်ဒီနီးပြဖာရှာအတင်းပြခိုင်းလို့ပစ်တာတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီပွဲကကြောင့်ဖာရှာအနေနဲ့ကြောင့်ဒီ pre-fine ယူရင်တော့မှဒီကောင်အတွက်ကကြောင့်နေရထိုင်ရတော်တော်ကျင်းကျက်တဲ့အထက်မှာပါတယ်ဗျာဒီဒါဟိုဘက်ကနေပြီးတော့ funny ပါမယ်ပြီးတော့ cloud ပါမယ်ဒီကောင်အဲ့လိုရွယ်တကူလိုက်တက်လို့ရတဲ့ကောင်ကြီးပဲဗျာအဲ့တော့ဒီကောင်ဖလစ်ကာနဲ့ဆော်ရတယ်ဖလစ်ကာနဲ့ဆော်တော့ကျွန်တော်ပြောချင်ပါဘူးဒီကောင်အမြဲတမ်းအောက်ပလေးပြနေကြပလေးရဆိုတော့ဖလစ်ကာနဲ့ဆော်အောင်လက်ခံတယ်ဒါပေမဲ့ဒီနေရာမှာဖာရှာဟိုဆော့မယ်ဆိုတာဒီကောင်လေးကတိတာကိုပြောင်းဆော့လိုက်မယ်ဆိုရင်ရောဒီဂီတာဆန်းဆက်ကတိတာကလည်းဘယ်လောက်ကျန်လဲဆိုတာကျွန်တော်လည်းမြင်နေတာပဲတက်မှာအဲ့ဒါကိုဒီကောင်ဟိုဖာရှာကြီးကိုတော့ဖင်းပေးပြီးတော့ဆော့သွားတယ်ဆော့သွားတဲ့ပြုံမှာဒီကောင်နေကြထိုင်ကြမရှိဘူးဒီကောင်အတွက် spray ပြရလည်းရန်ခတ်ခဲတယ်အဲ့ညမှာကတိတာလေးကိုပစ်လိုက်မယ်ဆိုရင်ဒီကောင် immune တဲ့ပါတဲ့အတွက်ကြောင့်မို့လို့ပြီးတော့ဒီကောင် play final ဆော့မယ်ဆိုရင်ဒီ fanny တဲ့ကြောက်စရာမလိုဘူးဒီ cloud ကိုလည်းဟိုအချိန်တိုင်းတာတစ်ခုတော့ဒီကောင်ကဆော့တဲ့ဗီဇာဆိုတော့တော်တော်များများ cloud ကိုလည်းဒီကောင်အောင်နှောက်လို့ရမယ်အဲ့တော့တကယ်လို့ဒီညမှာကတိတာပြစ်လိုက်မယ်ဆိုရင်ဒီမျိုးတစ်ပုံပြောင်းလဲနိုင်မှာပေါ့နော်ပြီးတော့ဒီကောင်ကလည်းမျိုးဘလန်ဝင်းထက်ဆော့လာတဲ့ဟာရှိတဲ့ခါကျမှဒီကောင်ဘလန်ဝင်းထက်ဆော့နေကောင်ရှိတတ်မယ်ပြီးတော့ဒီကောင်ကဝင်းသားခေါင်းနေတယ်လို့ထက်ဆော့အကျင့်ရှိတာကြောင့်မို့တကယ်လို့ကတိတာဆိုတော့တကယ်လို့ဒီညမှာဒီမျိုးတစ်ပုံပြောင်းလဲနိုင်မှာပေါ့နော်ဒါတော့ကျွန်တော်ချက်တွေးကြည့်မိတာပေါ့နော်ဘယ်လိုဖြစ်ကျွန်တော်ဒီ YG ရောရှုံးရတာပဲရှုံးရတဲ့ပြုံမှာဘယ်လိုလဲဆိုတော့လုံးဝအပြတ်တက်ကြီးကိုရှုံးရတာဗျာလုံးဝနလန်မထူနိုင်ပဲရှုံးရတာဆိုတော့ဒီ only နေနေကြတော့ကျွန်တော်အမှန်တိုင်းပြောရဲကန်ဗီကိုကျွန်တော်အရင်သဘောကျတယ်မှာပါတယ်ဒါပေမဲ့အခုတော့ဆရာသမားရောဒီဆရာသမားရဲ့အတင်းရရောလုံးဝချီးကားတိုက်နေတဲ့အနေထားမှာပါတယ်ဗျာအဲ့တော့ only ကပဲတကယ်ပဲ NCV ကျင်းစာကိုဘယ်လိုပြောရမလဲမိနေပြီလားပေါ့နော်ဟောင်းကြီးက NCV ရောက်ရင်ပြဿနာတစ်ခုမဟုတ်တစ်ခုတော့တက်နေရဗျာအဲ့တော့ဒီနှစ်လေဒီကောင်လေး NCV ကျင်းစာကိုမိနေပြီလားဆိုတာကြတော့တစ်ချက်တော့စောင့်ကြည့်ရမယ်အခုကကြောက်ဘတ်ချော့မန်းနေပဲစောင့်နေတာဖြစ်တဲ့ကြောင့်မို့လို့ဒီကောင်လေးအခုဘတ်ချော့ဒီစောင့်မဲ့ဟာကိုလည်းချက်ကြည့်ရမယ်အခုကျွန်တော်တို့လောလောလက်ဒီမြန်မာတင်းရတယ်ဒီရှုံးသွားဆိုတော့တစ်ချိန်မို့တစ်ချိန်တော့ပြန်တွေ့နိုင်တယ်အဲ့ဒီချိန်မှာမြန်မာတင်းနေနဲ့အခုလိုမျိုး performance နေနဲ့ဒီ unique ကိုပြန်နိုင်ပါသေးလို့ပဲကျွန်တော်တို့ဆုတောင်းပေးတယ်အဲ့တော့အားလုံးပဲတက်တာပါ unique ကဒီ YG ကိုအဓိကရှုံးသွားတဲ့အကြောင်းရင်း၅ချက်ကိုကျွန်တော်တေချာလေးဗီဒီယိုလေးလုပ်ပြီးတော့ရှင်းပြပေးထားပါတယ်အားလုံးပဲချက်ကြမယ်လို့ပြောနေပါတယ်အားလုံးပဲတက်တာပါခေါင်းလုံးပဲကန်ကောင်းကြပါစေအားလုံးပဲခုနိုင်ပါ